ပဲမင်္ဂလာပါခင်ဗျာ Daily Flow Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုတင်ဆက်ပေးခြင်းတဲ့သတင်းလေးကတော့ Hormuz ရေလက်ကြားကိုရေနံတင်သင်္ဘောတွေဖြတ်သန်းသွားလာနိုင်အောင်အတွက်အမေရိကန်စစ်သင်္ဘောတွေအစောင့်လိုက်ပေးနိုင်ဖို့ဒေါ်နယ်ထရန့်ကအစီအစဉ်ဆွဲနေတယ်ဆိုတဲ့သတင်းလေးပဲဖြစ်ပါတယ်အမေရိကန်အစ္စရေးနဲ့အီရန်တို့ကြားဖြစ်ပွားနေတဲ့စစ်ပွဲကြောင့်ကမ္ဘာရေနံဈေးနှုန်းတွေအဆမတန်တိုးတက်နေတာကိုတားဆီးဖို့အတွက်ဒေါ်နယ်ထရန့်ကအပြင်းထန်ဆုံးခြေလှမ်းတစ်ရပ်ကိုဒီကနေ့မှစတင်လိုက်တယ်လို့သိရပါတယ်။အဲဒါကတော့ရေနံစည်းစိမ်မှုနဲ့အချက်အချာဖြစ်တဲ့ဟော်မုတ်ရေလက်ကြားမှာအမေရိကန်ရေတပ်စစ်သင်္ဘောတွေကရေနံတင်သင်္ဘောတွေကိုအဆောင်ရှောက်လိုက်ပေးတော့မယ်လို့သိရပါတယ်။ထရန့်ရဲ့ဒီစီရင်တဲ့စီးပွားရေးဗျူဟာသစ်ကဘယ်လောက်ထိလှုပ်ဖြစ်မလဲဆိုတာစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့စနေနေ့ကစပြီးအမေရိကန်နဲ့အစ္စရေးတပ်ဖွဲ့တွေဟာအီရန်ကိုစတင်တိုက်ခိုက်ခဲ့တာကြောင့်အီရန်အနေနဲ့ဟော်မုတ်ရေလက်ကြားကိုပိတ်ပင်တားဆီးပြစ်ခတ်တိုက်ခိုက်ခဲ့တာတွေကြောင့်အရှေ့အလယ်ပိုင်းရေနံတင်ပို့မှုတွေဟာရပ်တန့်သွားခဲ့ရပါတယ်။ဒါကြောင့်ရေနံတင်သင်္ဘောတွေလုံခြုံစွာဖြတ်သန်းနိုင်မှုအတွက်လိုအပ်ရင်အမေရိကန်ရေတပ်ကတိုက်ရိုက်အဆောင်ရှောက်လိုက်ပေးမယ်လို့ဒေါ်နယ်ထရန့်ကပြောကြားထားပါတယ်။ဒါအပြင်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာအမေရိကန်နဲ့နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဘဏ္ဍာရေးကော်ပိုရေးရှင်း DFC ကိုလည်းပင်လယ်ရေကြောင်းကုန်သွယ်မှုတွေအတွက်နိုင်ငံရေးအရအန္တရာယ်ရှိမှုအာမခံ Political Risk Insurance တွေနဲ့ဘဏ္ဍာရေးဆိုင်ရာအာမခံချက်တွေပေးဖို့ညွှန်ကြားထားတယ်လို့လည်းသိရပါတယ်။သမ္မတဒေါ်နယ်ထရန့်တက်ကတော့အမေရိကန်ပြည်သူတွေလောင်စာဆီဈေးတက်တာနဲ့သုံးစွဲနိုင်ဖို့ကသူ့ရဲ့စီးပွားရေးမူဝါဒမှာအဓိကအကျဆုံးအချက်ဖြစ်နေပါတယ်။ဒါပေမဲ့လည်းစစ်ပွဲကြောင့်ကမ္ဘာရေနံစိမ်းဈေးနှုန်းတွေဟာစံချိန်တင်မြင့်တက်နေပြီးအမေရိကန်ရဲ့စီးပွားရေးကိုပါရိုက်ခတ်လာနိုင်တဲ့အတွက်အခုလိုစစ်ရေးနဲ့ဘဏ္ဍာရေးလက်နက်တွေကိုအသုံးပြုပြီးတားဆီးဖို့ကြိုးစားလာတယ်လို့လည်းသိရပါတယ်။ဘာပဲဖြစ်ဖြစ်အမေရိကန်ပြည်ထောင်စုဟာကမ္ဘာတစ်ဝန်းကိုစွမ်းအင်တွေလွတ်လပ်စွာစီးဆင်းနိုင်ဖို့အသေးအချာလှုံ့ဆော်သွားမယ်လို့ဒေါ်နယ်ထရန့်ကဆိုရှယ်မီဒီယာတွေကနေတဆင့်ကြုံဝါထားတယ်လို့လည်းသိရပါတယ်ခင်ဗျာ။ဒါပေမဲ့လည်းသင်္ဘောပိုင်ရှင်တွေနဲ့စီးပွားရေးကျွမ်းကျင်သူတွေကတော့သမ္မတဒေါ်နယ်ထရန့်ရဲ့ဒီလုပ်ရပ်ပေါ်ကိုတန်တရားရှိနေကြပါတယ်။စစ်သင်္ဘောတွေလိုက်ဆောင်ပေးရုံဒါမှမဟုတ်အာမခံကုမ္ပဏီတွေကအာမခံပေးရုံနဲ့တက်နေတဲ့ရေနံဈေးနှုန်းတွေကိုတားဆီးနိုင်မှာမဟုတ်ဘူးလို့သုံးသပ်ယူဆနေကြပါတယ်။ဒါအပြင်စစ်သင်္ဘောတွေကဟော်မုတ်ရေလက်ကြားထဲမှာပိုပြီးအင်အားပြလာတာကအီရန်နဲ့တိုက်ရိုက်ထိပ်တိုက်ရင်ဆိုင်မှုတွေကိုပိုပြီးဖြစ်ပွားစေနိုင်တယ်လို့လည်းစိုးရိမ်နေကြပါတယ်။ဟုတ်ကဲ့ပါပရိသတ်ကြီးတို့အနေနဲ့ကတော့သမ္မတဒေါ်နယ်ထရန့်ရဲ့စစ်သင်္ဘောတွေနဲ့ရေနံတင်သင်္ဘောတွေကိုအဆောင်လိုက်ပေးမဲ့အစီအစဉ်ကတက်နေတဲ့ရေနံဈေးကိုတကယ်ပဲပြန်လဲထိန်းညှိပေးနိုင်မလားဒါမှမဟုတ်အရှိလေပိုင်းမှာစစ်မီးကိုပုံပြီးတောက်လောင်စေမလားကောမန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်ခင်ဗျာအခုလိုမျိုးကမ္ဘာရေးရာသတင်းတွေကိုစဉ်ဆက်မပြတ်သိရှိနိုင်မှုအတွက်ကျွန်တော်တို့ရဲ့ Daily Flow Channel လေးကို Subscribe လုပ်ထားပေးကြပါအောင်ခင်ဗျာအားလုံးပဲကျန်းမာချမ်းသာရှင်လန်းကြပါစေခင်ဗျာ